ဟိုနေ့ကဦးသိန်းဝင်းရဲ့မနေ့ကဦးအောင်တို့နဲ့ထိုင်ရင်ပြောတယ်သူ့တပည့်လေးတယောက်သပင်ညှက်ဆိုင်ခွဲသွားတယ်ခွဲသွားတော့ဦးအောင်ကဦးသိန်းဝင်းစီညှက်တယ်ဦးအောင်ရဲ့ကိုဆက်လွင်ကသူ့တပည့်စီညှက်တယ်ဟာအဲ့သူသပင်ညှက်ဆိုင်မှာလည်းလူတစ်တယ်ဆရာတဲ့အဲ့ကောင်ကျွန်တော်တပည့်တော့တပည့်ပဲဗျာတဲ့ဒီကောင်အောင်မြင်အောင်တော့လုပ်တတ်တယ်ချမ်းသာအောင်မလုပ်တတ်ဘူးအဆန်းလာကြီးလားအောင်မြင်အောင်တော့လုပ်တတ်တယ်ချမ်းသာအောင်မလုပ်တတ်ဘူးအဲ့ဒါဗျာတဲ့ကျွန်တော်စီကထွက်သွားပြီးကြတဲ့ကျွန်တော်စီသိမ့်မရောက်ဘူးဒါပေမဲ့ဦးသိန်းဝင်းထပ်ပုံလေးတော့သူချိတ်ထားပါတယ်တဲ့တွေ့ပါတယ်တချို့တပည့်တွေကကိုနည်းနည်းလေးအောင်မြင်သွားတာနဲ့ဆရာစီမလာတော့ခုမန္တလေးမြို့ထဲမှာလည်းဦးအောင်တို့တပည့်တွေချမ်းသာနေတဲ့တပည့်တွေအများကြီးပါချက်ပဲ၍မသိတာအစအခုရွှေဆိုင်ဖွင့်နေတဲ့လူတွေဒါပေမဲ့သတင်းကျုပ်လည်းမလာတော့တကူလည်းမလာတော့ကိုယ်လည်းလာမတွေ့တော့အဲ့လိုဆိုရင်ဘာရော့မှလဲပြောရင်ဆရာဘက်ကရော့စရာမရှိဘူးလေတပည့်ရဆရာစီသွားရင်ဟာမင်းအဲ့ဒါဘာလုပ်ပြီးပြီလဲဟာမင်းဘာလုပ်လိုက်လေဆိုတဲ့ဟာကထပ်ပြီးတွေးမှကိုယ်ဩဝါဒပေးမှာပေါ့နော်အဲ့တော့ချို့ကကိုယ့်ဘဝမှာတင်ဆရာမြင်ဆရာကြားဆရာဆရာတွေအများကြီးရှိတဲ့တဲမှာသွားပြီးမတွေ့ရင်တော့ငါတော့ဆုံးရှုံးပြီဒါလေးတွေးထားပါ